ဆိုလေအဲ့လုပ်ကိုသွားမလို့အဲ့လုပ်တဲ့ကောင်းတဲ့အလုပ်ငါရှာပေးမယ်နေဒီပါနေခဲ့အဖေဘာလို့မခိုင်းပါနဲ့ဖះမကြိုက်နမကြိုက်ငါကြိုက်လို့တောက်တဲ့အရင်မဖြစ်ဟုတ်ရေကူကူပတ်စံလား တမီးကအခုမှအလုပ်သွားမှာလေဖေရဲ့ဘယ်လိုလုပ်ပြီးပတ်စံရှိမှာလဲဖေရဲ့ အဲ့ဆိုလေအဲ့လုပ်ကိုသွားမလို့အဲ့လုပ်တဲ့ကောင်းတဲ့အလုပ်ငါရှာပေးမယ်နေဒီပါနေခဲ့ အဖေတမီးဘာလို့လဲလောက်ခိုင်းမို့လဲအဖေအဖေတမီးဘာတွေခိုင်းမလို့လဲဖေတမီးအလုပ်လုပ်တယ်မလုပ်ချင်ဘူးဖေတမီးရောသားအလုပ်ပဲလုပ်ချင်တော့ပါဖေအဖေတမီးတကားပွင့်ပေးပါဖေတမီးအလုပ်လုပ်မလုပ်ချင်ဘူးဖေတမီးရောသားပဲလုပ်တော့ပါအဖေတမီးတကားပွင့်ပေးပါဖေအဖေတမီးရောသားပဲလုပ်တာပဲအဖေတမီးရောတကားပွင့်ပေးပါအဖေတမီးတောင်းပါအဖေတမီးရောတကားပွင့်ပေးပါအဖေတမီးရောတကားပွင့်ပေးပါအဖေတမီးရောမခိုင်းပါနဲ့အဖေမခိုင်းပါနဲ့ဦးလေးကျွန်တော်ခေါ်တယ်ဆိုဘာပြောစားရှိလို့ ဟောအေးမင်းငါ့ရဲ့တပည့်လောင်းဆိုတော့ငါမင်းရဲ့ရောက်ခမလောင်းမင်းရဲ့ရောက်ခမလောင်းဖြစ်တဲ့ငါ့ကိုမပြုစုချင်ဘူး ဦးလေးရေကျွန်တော်ဦးလေးသမီးရိုးသားစွာချစ်တာပါဦးလေး ဟာအချစ်ဆိုတာရိုးသားသားချစ်လို့မရဘူးကွာ ညာဦးလေးပါပြောတယ်ကျွန်တော်နားမလို့ မင်းဆိုရကောလေအဲ့ဒီအချစ်ကြောင်းသိချင်တော့55တောက်ဖို့ရကလုံးတောက်ဝင် ဦးလေးရလဲဗျာဦးလေးခေါ်လို့ကျွန်တော်အလောတကြီးထွက်လာတယ်ကျွန်တော်ပတ်စံတပြားမှပါမှာ ဟုတ်ဘာသာမကွာအဲ့ဒါဆိုရင်အချစ်ကြောင်းဆွေးနွေးဖို့မဖြစ်နိုင်လို့ငါရဲ့သမီးနဲ့ဆွေးနွေးဖို့ဆိုပို့ဝေးသွားပြီအဲ့တော့ကွာငါတေတုံးကစီးစိတ်ခံပြီးတော့စိတ်ယူနေတာမစ်လာဖြစ်စီးနေအဲ့တော့မစ်လစ်တော့ရမစ်လစ်တော့ငါတေတုံးကနန်းတော်ကြီးပြန်ဆောက်လိုက်အောင်လေ အေး ဦးလေးသမက်အကြောင်းကိုပြောချင်လို့ ငါသမီးကြောင့်ပြော ဟုတ်တယ်ဦးလေးသမက်ကရုပ်ရည်လေးပန်းပြိုင်ဦးလေးသမီးရှာချူစားနေတာ ဟုတ် ဟုတ်တယ်ဦးလေးရဲ့ဦးလေးသမက်ကလေရုပ်ရည်လေးချောတလောက်လေးရုပ်ရည်လေးနဲ့လှုပ်စားနေတာဦးလေးသမီးပါသွားမယ်နော် အေးငါလေငါသမီးတွေအထက်ကြီးကိုငါရှာနေ အမလီအထက်ကြီးမရပဲနဲ့အထက်ကြီးပြန်နေရမှာလောက်ခရောက်နေမယ် အဲ့ဆိုရင်ဦးလေးသမီးတွေသမီးတွေရှာပေးရမလား ဟာငါသမီးတွေနင်တို့ရှာပေးတယ်ဆိုငါတို့ကဒါရောရပါမယ် အမလီဒါရောအဆင်ပြေတယ် ငါတို့ဒါရော good ဟ
ဟုတ် ဟေးကိုကျော် အေး ခင်ဗျားကိုတွေ့ကြည့်လို့ဝင်လာတာတွေ့ရင်တော့ပြီးတော့ခင်ဗျားအတွက်လက်ဆောင်ပါ ဟောဟုတ်လားပဲလက်ဆောင်တယ် ဒီမှာ โอ้ဟာကလဲမစားဝစကီပါလား ဟေး ကျေးဇူးတင်တယ်ဗျာကျေးဇူး ဒီတင်နေခင်ဗျားရှိလာတာလေပြောတာတကားကြီးများရှိတယ်ဗျ ဆိုသမောင် ခင်ဗျားတို့သားဖတ်တင်ကြတာမကောင်းတော့ခင်ဗျားတို့မွေးထားတဲ့သမီးကလိန်မာရဲ့သားနဲ့ဘာဖြစ်နေကြလဲ သမီးလိန်မာနေဗျာကျုပ်ဟိုင်းလို့တောက်ရပါဗလားသူမလိန်မာလို့ပေါ့ဗျာဒီကြတဲ့သူနဲ့တွဲနေဆိုကောင်ကဘာမှအခြေအနေမရှိတဲ့ကောင်နဲ့လာတွဲတယ်ပြောလို့ဆိုလည်းမရဘူးအဲ့ဒီတော့ကျုပ်ကစိတ်တော်တော်ညစ်ရတယ်ဗျာ သားသမီးလိန်မာဖို့တက်ကမိဘဖြစ်တဲ့အဖေခင်ဗျားမှာတာဝန်များရှိတယ်ပြီးတော့သမီးလိန်မာဖို့တက်ကခင်ဗျားတာဝန်သမီးလိန်မာရင်အိမ်ပါတယ်ဗျအိမ်ပါတယ် သမီးလိန်မာအိမ်ပါသမီးလိန်မာအိမ်ပါ မောင်ဘလို့ဖြစ်လို့အိမ်ကိုလိုက်လာတာလဲမောင်ဒါကြောင့်အဖေသိလို့ရှိရင်မောင်ပြဿနာရှားနေပါမယ် ဟေးဒါတွေကမထူးဆန်းတော့ပါဘူးနော်တဲ့အဖေကကိုယ်ပြဿနာရှာတာလဲခောက်ခါခါပဲတကယ်ချစ်စစ်ချစ်မယ်ရင်လူစနာဘလောက်ပဲအလုံးသားချင်းနီးနေတဲ့အတွက်တဲ့စီကိုရောက်လာရတာပေါ့ မောင်ကလည်းစကားတွေတက်နေလိုက်တာ စောနေဟဲ့မင်းကငါပြောထားတယ်ငါသမီးနဲ့ပတ်သက်ကြဘာစောင့်ကြောင်းမှမရှိ ဟာဦးလေးကျွန်တော်ကဦးလေးသမီးကိုချစ်စစ်ချစ်မှန်နဲ့ချက်တာဗျဦးလေးသမီးကိုတော့ချမ်းချမ်းသာသာမထားနိုင်ဘူးဆိုရင်တော့သမင်းနဲ့မှန်အောင်ကျွန်တော်တွေးနိုင်တယ် ဘူးဟဲ့အဲ့ဒီသမင်းနဲ့မအောင်လေးလာမပြောနဲ့အဲ့ဒီနဲ့မအောင်နဲ့တာလွန်တာမျိုးပဲငါလိုချင်တယ်သမီးတစ်ကောင်နွားတစ်ကောင်မင်းလိုကောင်မျိုးအရောက်ထောင်ရှိရင်ငါသမီးနဲ့ငါနဲ့ချမ်းသာပြီ အဖေဘယ်လိုပြောလိုက်တာလဲအဖေအခုလိုပြောလိုက်တာအဖေသမီးကိုဘယ်လိုနေရာမျိုးရအောင်ပြောလိုက်တာလဲအဖေသမီးဘယ်လိုတန်းစာဖြစ်ပြီလဲအဖေစဲစမ်းပြောလေအဖေသမီးဘယ်ဘောရောက်သွားပြီလဲဆိုအဖေသိရလားလို့အဖေသမီးမျက်နှာမထောက်ဖေပါပြောနေတာလေလို့ ငါဘာပြောလဲဟဲ့ဘာပြောလူမကူမဆိုင်ဘူးလူမကူမဆိုင်ဘူးနေဒီကောင်နဲ့ပဲတွေ့ဘူးလားပြောစမ်းနေဒီကောင်နဲ့ပဲတွေ့ဘူးလား အဖေသမီးအလုံးမျိုးမခိုင်းပါနဲ့အဖေအဖေအဖေမခိုင်းပါနဲ့ သမီးမလို့ချင်ဘူးအဖေ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 သူတွေမဟုတ်အဖေသမီးကိုအခန်းထဲမှာ
ပိုက်ပြီးတော့ထဲ့တယ်ရှောက်ကြားပေါင်းများဆိုအဖေတွေ့ဘူးရှောက်ကြားပေါင်းများဆိုလေအောင်လို့သမီးဘဝကြီးပေးဆက်လိုက်တာတွေ့ဘူးတော့အဖေ နေရလေငါမွေးလို့လူဖြစ်တာယောက်ျားနဲ့တွေ့တော့ဘာဖြစ်လဲဘာဖြစ်လဲနင်တို့ငါတို့ချမ်းသာနေရဖို့အဲ့ဒါရေးကြီးတယ် ဟာအဖေဘာစကားပြောလိုက်စလေအဖေတဖြည်းဖြည်းနဲ့စိုးလာပြီအဖေဘာစကားပြောနေရလဲသမီးဘဝကိုလည်းအဖေတကူကြီးတကူအဖေချိုးတယ်သမီးချစ်သူရှိမလားအဖေသမီးကိုဟုတ်တာပြောတယ်အဖေပဲသမီးဘဝကြီးကိုအကုန်လုံးလုပ်ခဲ့ပြီးတော့သမီးချစ်သူရှိမအဖေဘာတွေပြောနေရလဲ တော်စမ်း ဘာဝဲနေရှိပါပြီလူမျိုးကလုံးကြည့်နေကြတယ်သမီးချစ်တယ်အဖေဘာတွေပြောတာအဖေပြန်ပြောမယ်သမီးချစ်သူအဖေပြောလိုက်တခုမှမဟုတ်တော့အဖေပြန်ပြောမယ် တော်တော့ ပြန်ပြောမယ်ပြန်ပြောမယ်မေအဖေလာဆိုနေပြီအဖေကသမီးတလောက်ကောင်းတာပဲဘာလို့သမီးကိုအဲ့လိုမျိုးလောက်ရလဲလို့သမီးဘာလို့လဲလို့သမီးသူရဲ့ဆက်တာဘာလို့လဲသမီးချစ်သူကိုအဲ့လိုမျိုးတွေပုတ်တိုက်လိုက်ပြောနေရတာလေအဖေရဆက်တာ ညာတို့နေရောက်ပေါင်းပြီးတော့ကြောက်ကိုကြံနေဟာလား မဟုတ်ဘူးမောင်ထင်တာမဟုတ်ဘူး အောင်မဟုတ်ရပါလေခင်ဗျာလူတကာနဲ့အိတ်နေတဲ့မိမပဲဟော မဟုတ်ဘူးအဖေမဟုတ်ဘူးဆိုအဖေရှင်းမလိုက်ဘူးလေအဖေသမီးမဟုတ်ဘူးလေမ ဘာမှလားရှင်းပြမယ်နော် ဖေစိတ်ဆိုးလို့ပြောလိုက်တာမောင်ရဲ့မောင်ထင်တာတော့မဟုတ်မောင်တိုင်းကိုထားမတော့ပါနဲ့မောင်မိုးမရဘူးမောင် တိတ်ယူမှုကောင်းတယ်ဗျာဟောဖဲဗျာ မောင် ဟဲ့ဦးကျော်ဘာတွေဖြစ်နေကြရလဲ ဟုတ်သားပဲစောနိုင်ရေကြုံမကောင်းကြောင်မကောင်းနဲ့ဘာတွေဖြစ်နေတာ အမလီဦးကျော်ကျမပြောပါတယ်ပတ်စံရှိတဲ့လူကိုရှာလိုက်ပါလို့ကျမရှာပေးပါမယ်လို့ပြောထားရလေ ဟာဒါဆိုရင်နေတို့တွေကငါနဲ့ငါချစ်သူကြောင့်ငါမိသားစုကြောင့်နင်တို့ငွေပြီးခောက်ဆန်နေကြတာပေါ့လေ အဲ့ခလောက်ဆန်တာမဟုတ်ဘူးအကျိုးဆောင်ပေးနေတာဟဲ့ အခမဲ့အကျိုးဆောင်နေတာအခမဲ့အကျိုးဆောင်နေတာ ဟာမရိုင်းလိုက်တာနေတော့မရိုင်းလိုက်လား